ဖီနစ်ငှက်ကဝမ်းနဲ့ပလက်နဲ့မျက်ရည်တစ်ဆက်ချလိုက်တာကျွန်တော်ဖက်နှက်ပေါ်ကျသွားပြီးအပေါက်ကြီးတစ်ပေါက်လောင်သွားတော့တာပါပဲဒါပေမဲ့စိတ်ဆိုးမဲ့အစားကျွန်တော်ကထူးထူးဆန်းဆန်းဝမ်းသာသွားခဲ့တယ်ဘာလို့လဲဆိုတော့ဒီဒဏ္ဍာရီလာတတဝါကိုဖမ်းမိရင်ဘရင်ကြီးကသဘောကျမှာမို့လို့ပါအဲ့ဒီအချိန်မှာပဲဖီနစ်ငှက်ရဲ့ကိုရောင်ကိုဝါကတဖြည်းဖြည်းမိမ့်သွားခဲ့တယ်သူ့တက်ကပျောက်ကွယ်တော့မဲ့ပုံဖြစ်နေလို့ကျွန်တော်လည်းမရက်ဆက်နိုင်တော့တာနဲ့တန်ကြိုးတွေကိုဖြုတ်ပေးလိုက်ပါတယ်ဖီနစ်ငှက်ကကျွန်တော်ကိုကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတော့တစ်ခါပြန်ပြီးဝင်းကနေတောက်ပလာကကျွန်တော်ရဲ့ကျေးဇူးကိုတုတ်ပြန်တဲ့အနေနဲ့ကောင်းကင်ရံတဲ့ကိုမြင့်မြင့်ပြန်တက်သွားခဲ့တာပေါ့ဖီနစ်ငှက်ကမီးတောက်တွေလိုတောက်ပတဲ့အမွှေးတောင်တစ်ခုကိုခြံထားခဲ့ပါတယ်ဒီအမွှေးအတောင်ကနောက်အနာဂတ်မှာကျွန်တော်ကိုအချိန်ချင်းကူညီပေးသွားမှာပါအဲ့ဒီနောက်မှာတော့အဲ့ဒီတတဝါကိုပြန်မခေါ်လာနိုင်ခဲ့လို့ကျွန်တော်နန်းတော်ကိုဒီတိုင်းပဲပြန်ခဲ့ရတယ်ဘရင်ကြီးကကျွန်တော်ကိုကွပ်မျက်ဖို့အထိလုပ်ခဲ့တာပေါ့ကျွန်တော်လည်းကိုတက်တည်ပြဖို့အတွက်အဲ့ဒီမီးတောက်အမွှေးတောင်ကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့အမွှေးတောင်ကအယောင်မိန်နေခဲ့ပြီလေလူတိုင်းကကျွန်တော်ကိုလူဦးကြောင်တယောက်လိုလှောင်ရကြတော့တာပေါ့ဘရင်ကြီးကကျွန်တော်သူ့ကိုပြောင်းလောင်နေတယ်လို့ထင်သွားပြီးစစ်တီတွေကိုကျွန်တော်ကိုကွပ်မျက်မဲ့စင်မြင့်စီခေါ်သွားဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီလိုအသက်လူရမဲ့အရေးကြီးတဲ့အချိန်မှာပဲအမွှေးတောင်ကနေရွှေရောင်လင်းနှန်းတွေရုတ်တရက်ဝင်းကနေထွက်ပေါ်လာခဲ့ပါတယ်ကောင်းကင်ကြီးလည်းချက်ချင်းဆိုသလိုပြန်ပြီးလင်းထိန်သွားခဲ့တာပေါ့အဲ့ဒါကတော့ကျွန်တော်ကိုကယ်ဖို့ရောက်လာတဲ့မီဖီနစ်ငှက်ကြီးပဲဖြစ်ပါတယ်လူတိုင်းကဝိုင်းကြည့်နေကြတဲ့အချိန်မှာပဲသူကမျောစင်ပေါ်မှာခန့်ခန့်ထဲမတ်တက်ရက်နေခဲ့တာပါပဲကျွန်တော်ကဒီမုံမြတ်တဲ့တတဝါကိုရင်ပါအောင်မွေးမြူနိုင်ခဲ့တယ်လို့လူတိုင်းကယုံကြည်သွားကြတာပေါ့ဘရင်ကြီးကမလိုလားပေမဲ့လည်းသူတို့ကကျွန်တော်ကိုသူရဲကောင်းတယောက်လို့ခေါ်ကြပါတယ်ဒါကြောင့်လည်းဘရင်ကြီးခမညာကျွန်တော်ကိုတော်ဝင်ဝေးရုံဝစ်စင်ပေးခဲ့ရသေးတာပေါ့ဒါပေမဲ့သူ့စိတ်ထဲမှာတော့မုန်းတိမှုတွေနဲ့ပြည့်နှက်နေခဲ့တာပါမကြခင်မှာပဲဘရင်ကြီးကကျွန်တော်ကိုမဖြစ်နိုင်တဲ့တာဝန်တစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့နတ်မိမယ်မင်းသမီးကိုရှာဖွေပြီးသူ့ကိုလက်ထပ်ဖို့ခေါ်ဆောင်လာခဲ့ရမယ်ဆိုတဲ့အမိန့်ပါပဲကျွန်တော်အဲ့ဒီအန်ရများတဲ့လန်ခီမှာတည်သွားလိမ့်မယ်လို့သူကထင်နေခဲ့တာလေဒါပေမဲ့ဘရင်ကြီးမျောလင်းချက်ပြပြသွားခဲ့ရပါတယ်ကျွန်တော်ကမင်းသမီးရဲ့တကားဝစီကိုဘေးကင်းကင်းနဲ့ရောက်ရှိသွားခဲ့လို့ပါဒါပေမဲ့ဝင်ကနီးဆုံးမှာပဲရေခဲတတိုင်းကြီးတစ်ခုကလမ်းကိုပိတ်ဆို့ထားလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာကျွန်တော်လည်းဘာလို့ရမှန်းမသိဖြစ်သွားခဲ့ရတာပေါ့အဲ့ဒီနောက်မှာတော့မီးတောက်မွေးတောင်ကလေထဲကိုပြန်တက်သွားခဲ့ပါတယ်အဲ့ဒါကရေခဲတတိုင်းထဲကိုတိုးဝင်သွားပြီးတတိုင်းကြီးကလည်းချက်ချင်းအကြီးပြိုကျသွားခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်သတိမထားမိလိုက်တဲ့အရာတစ်ခုရှိခဲ့တယ်အဲ့ဒါကတော့မြီးလေးဟာအေးဆက်နေတဲ့ရေစီးထဲမျောပါသွားခဲ့တာပဲဖြစ်ပါတယ်မကြခင်မှာပဲကျွန်တော်နတ်မိမယ်မင်းသမီးကိုတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့အဖိုးကြီးတယောက်နဲ့လက်ထပ်ရမယ်ဆိုတာသိသွားတဲ့အခါမင်းသမီးကစိတ်ဆိုးဒေါသထွက်ပြီး6ကမ်းပါးစီပြေးသွားကကျွန်တော်ကိုပါအတူတူဆွဲချပစ်လိုက်ပါတော့တယ်အရေးကြုံတဲ့နောက်ဆုံးစက္ကန့်မှာတော့မြီးလေးပေါ်လာပြီးကျွန်တော်တို့နှစ်ယောက်လုံးကိုကယ်တင်ပေးခဲ့တာပေါ့နောက်ဆုံးတော့သူလဲကျွန်တော်နဲ့အတူနန်းတော်ကိုလိုက်ခဲ့ဖို့သဘောတူသွားခဲ့ပါတယ်ဒါပေမဲ့ဘရင်ကြီးနဲ့တွေ့တဲ့အခါမှာတော့သူမကိုလက်ထပ်ဖို့အတွက်သမုတ်တရားရဲ့နှလုံးသားကိုရအောင်ယူပေးရမယ်လို့ပြောလိုက်တာပေါ့အဲ့ဒီယတနာကတော့ဝေလာငါးကြီးတစ်ကောင်ရဲ့မျိုးချခြင်းကိုခံထားရတာဖြစ်ပါတယ်ဘရင်ကြီးကကျွန်တော်ကိုထပ်ပြီးခေါ်ယူပြန်တာပေါ့ဒီခက်ခဲတဲ့အလုပ်ကိုကျွန်တော်ကိုပဲခိုင်းစေချင်နေတာကတော့ရှင်းနေတာပဲလေကျွန်တော်တို့လည်းသူပြောတဲ့နေရာကိုရောက်သွားခဲ့ကြတယ်ဒါပေမဲ့မင်းသမီးပြောတဲ့ဝေလာငါးကြီးကိုရှာမတွေ့ခဲ့ပါဘူးပိုဆိုးတာကတော့လူတရက်မကမြင့်တဲ့ဆူနာမီလိုင်းကြီးကကျွန်တော်တို့စီကိုဥတီလာနေတာပါပဲမီးလေးကကျွန်တော်ကိုဆွဲခေါ်သွားလို့သာအဲ့ဒီလိုင်းလုံးကြီးရန်ကနေတီတီလေးလွတ်မြောက်ခဲ့တာပေါ့အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ရှိကကျွန်းကြီးကတကယ်တော့ကျွန်တော်တို့ရှာနေတဲ့ဝေလာငါးကြီးဖြစ်နေမှတတိထားမိသွားကြပါတယ်သူကလူသားတွေရဲ့ထောင်ချောက်ဆင်ဖမ်းဆီးခြင်းကိုခံထားရတာဖြစ်ပါတယ်ကျွန်တော်ကိုမြင်တဲ့အခါမှာတော့ဝေလာငါးကြီးဟာမျောလင်းချက်မဲ့စွာနဲ့မျက်ရည်တွေကျလာခဲ့တာပေါ့ကျွန်တော်ကူညီခြင်းပေမဲ့အဲ့ဒီတန်ကြိုးကြီးတွေကအရန်ကိုခိုင်ခန့်လုံးနေခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ရုတ်တရက်နှက်ချီမိယာကနေအကြံတစ်ခုရလာပါတော့တယ်ကျွန်တော်လည်းမြီးလေးကိုစီးပြီးဝေလာငါးကြီးရဲ့နှာခေါင်းပေါက်ထဲကိုတက်တက်ကြီးတိုးဝင်သွားခဲ့တာပေါ့အထဲမှာတော့ရင်သက်ရှုမောဖွယ်မြင်ကွင်းကြီးတစ်ခုရှိနေခဲ့တာပါကျွန်တော်ကမြီးလေးကိုနှာခေါင်းပေါက်ရဲ့အထဲပိုင်းကိုတွားပြီးတိုးခိုင်းလိုက်ပါတယ်ဝေလာငါးကြီးလည်းရာကြီးကြီးဖြစ်ပြီးနှာချေလိုက်တာကြောင့်တန်ကြိုးတွေပြတ်ထွက်ပြီးလွတ်မြောက်သွားခဲ့ရတာပေါ့သူမျိုးချထားတဲ့ငါးဖမ်းတင်မောကြီးလည်းပါဆက်ထဲကနေလွင့်စင်ထွက်လာခဲ့ပါတယ်အဲ့ဒါကြောင့်လည်းသူကအကျဉ်းချခံထားရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အရေးကြီးတဲ့အရာတစ်ခုကိုမေ့သွားမှန်းသတိထားမိလိုက်တယ်လေ